စိတ်ထဲအရန်လိုက်မတွေးပဲအင်ကြီးပဲဆက်ပြီးတော့လဲနေခဲ့တာအပေါ်ပိုင်းပဲလဲရသေးတယ်ရေချိုးကန်တခါသူ့လိုပိတ်သွားတာမျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင်အထက်ကနေပြီးတော့တကားကိုဆွဲပိတ်လိုက်တယ်လို့ဘဝင်းနဲ့ပိတ်သွားတာပါညီမပြောရမယ်ဆိုရင်အရန်ဆက်စွတ်တက်တဲ့သူပါအဲ့ဒီအချိန်တော့ကလည်းအရန်ကြောက်နေခဲ့တယ်ဆိုပေမဲ့ဆက်စွတ်ကျင်နေတာဆိုတော့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်တကားအထက်ကနေစောင့်ကန်တယ်လို့ပွင့်သွားပြီးတော့ရေချိုးကန်တွေကရေတွေဆိုရင်လည်းလူတယောက်ယောက်ကစော့နေတယ်လို့ရေတွေကဘောင်းပင်ခတ်နေတာပါရန်ကုန်ကမူကရဆိုင်တစ်ခုမှအလုပ်လုပ်ရင်းနဲ့ကြုံခဲ့ရတဲ့ဖြစ်ရလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်။ညီမအဲ့ဒီဆိုင်မှာအလုပ်လုပ်တော့တထေးကနေဖို့အတွက်အဆောင်တစ်ခုစီစဉ်ပေးပါတယ်။အဆောင်ကလည်းအလုံးနဲ့နီးတော့ညီမတို့အတွက်အတော်လေးကိုအဆင်ပြေခဲ့တာပေါ့။အဆောင်ရဲ့နေရာက passport ရုံးနဲ့နီးပါတယ်။ညီမသိရတဲ့လောက်ကတော့အဲ့ဒီနာအဆောင်တွေကဝန်ထမ်းအိမ်ယာတွေလိုခြံအကျယ်ကြီးထဲမှာသူ့တိုက်နေသူနေရတာပါ။ညီမတို့ကမြင်ကြီးတန်းမှာနေရပြီးတော့ညီမအိတ်ရတဲ့နေရာကရေချိုးခန်းသားကအခန်းထဲမှာနေခဲ့ပါတယ်။အခန်းထဲကနေအပြင်ကိုကြည့်လိုက်ရင်တော့ရေချိုးခန်းထဲကိုတန်းမြင်ရတာပေါ့။ညီမအဝတ်ပုံးကိုအိတ်ခန်းထဲထည့်ရင်အိတ်တဲ့နေရာကျင်းနေမှာဆိုလို့ညီမတို့အခန်းနဲ့ရေချိုးခန်းကိုလာတဲ့လမ်းကြားထဲမှာညီမအဝတ်ပုံးကိုထားတာပါ။ညီမအဲ့ဒီအဆောင်ကိုရောက်ပြီးမကြပါဘူး။တငယ်ချင်းတွေစီကနေသူတို့ခဏခဏကြုံနေရတယ်ဆိုပြီးတော့လာပြောကြတာပါ။သူတို့ပြောပြတာကညီမတို့အခန်းနဲ့ရေချိုးခန်းကိုလာတဲ့လမ်းကြားထဲမှာညီမအဝတ်ပုံးသားမှာငုတ်တုတ်ကြီးထိုင်နေတာကိုခဏခဏတွေ့နေရတာပါအဲ့ဒီလိုတွေ့နေရတာကလည်းတယောက်တည်းမဟုတ်ပဲအခန်းရှိမှာအိတ်တဲ့သူတွေအကုန်မြင်နေရပါတယ်အဲ့ဒီအချိန်တုန်းကညီမကိုယ်တိုင်မကြုံရသေးတာဆိုတော့သူတို့ပြောတာကိုမယုံခဲ့ပါဘူးဒီလိုနဲ့ညီမမကြုံခင်2ရက်လောက်အလိုမှာညီမတို့အိတ်တဲ့အခန်းထဲရေတွေဝင်လို့ဆိုပြီးတော့အရှိမသွားပြီးတော့အိတ်ခဲ့ကြပါတယ်ပုံမှန်ဆိုရင်ညီမတို့အခန်းမှာ4ယောက်အိတ်ကြတယ်ဆိုပေမဲ့အဲ့ဒီနေ့ကရေဝင်တော့ညီမနဲ့နောက်တစ်ယောက်ကအရှိမသွားအိတ်ခဲ့ကြတာပေါ့အခန်းထဲမှာတော့တွန်ပိုင်းအတွဲကျင်နေခဲ့ပါတယ်။ညီမသူတို့ရေမဆိုတဲ့နေရာကိုပြောင်းအိတ်လို့ရအောင်ဆိုပြီးတော့ဖြာလေးတစ်ချက်တောင်မှသွားပြီးခဲ့ပါသေးတယ်။ဒီလိုနဲ့ညဘက်2နာရီဝန်းကျင်လောက်မှာအဲ့ဒီအခန်းထဲကိုလူတစ်ယောက်ဝင်လာပြီးတော့ညီမပေးခဲ့တဲ့ဖြာကိုအခန်းပြင်ဆွဲထုတ်သွားတာပါ။အဲ့ဒါကိုအခန်းထဲမှာအိတ်ကြံခဲ့တဲ့တွန်ပိုင်းအတွဲကညီမပေးခဲ့တဲ့ဖြာကိုညီမပြန်လာယူတဲ့အထင်နဲ့ထားမကြည့်ခဲ့ကြဘဲနဲ့စိတ်ထဲရတော့မှဖြာကိုပေးထားပြီးဘာလို့ပြန်လာယူသွားလဲတော့မှတွေးနေခဲ့ကြတာပါ။မနက်ရောက်တော့သူတို့ကညီမကိုဖျာလာယူသေးလားဆိုပြီးမေးတော့ညီမမယူဘူးလို့ဖြေလိုက်တော့မှတရေချောင်မှန်တီးသွားခဲ့ကြတာပါတခြားတယောက်ယောက်ကဝင်ယူတယ်လို့ပြောရအောင်ကလည်းအဲ့ဒီနေ့ကအကုန်ပတ်မေးကြည့်ပေမဲ့တယောက်မှဝင်မယူဘူးလို့ပဲဖြေကြပါတယ်ညီမကြုံခဲ့ရတာကိုဆက်ပြောပြရမယ်ဆိုရင်ညနေ9နာရီအလုပ်ဆင်းရပါတယ်အဲ့ဒီနေ့ကအလုပ်ဆင်းရတာကညီမအပါအဝင်မိန်းကလေး3ယောက်ထဲပါညီမကောင်လေးနဲ့ကံပေါ်မှာစကားသွားပြောဖို့အတွက်ကောင်လေးအလုပ်ပြီးတာကိုဆိုင်မှာပဲထိုင်ဆောင်နေခဲ့တာပါ။ကျန်တဲ့မိန်းကလေး2ယောက်ကတော့အဆိုင်မှာခေါင်းသွားလျှော်မယ်ဆိုပြီးတော့အရင်ပြန်သွားကြပါတယ်။ခဏလောက်ကောင်လေးနဲ့တွေ့ပြီးတော့အဆောင်ကိုပြန်လာတော့အဆောင်တကားတွေကပွင့်နေပြီးတော့မီးတွေအကုန်ဖွင့်ထားတာပါ။နောက်ပြီးရေတွေလည်းတင်ထားပါတယ်။ပုံမှန်ဆိုရင်အဆောင်မှာလူမရှိတဲ့အချိန်တွေဆိုရင်မီးတွေပိတ်တကားတွေပိတ်ပြီးတော့လောချနေကြပါ။ဒါပေမဲ့အခုကတကားတွေဖွင့်ထားတာဆိုတော့အခုနစောစောပြန်သွားကြတဲ့အမတွေရှိနေသေးတယ်ဆိုတဲ့အထင်နဲ့အထဲကိုဝင်သွားတော့ဘယ်သူမှမရှိပါဘူး။ညီမလေးစိတ်ထဲလူမရှိပဲတကားတွေဖွင့်ရေတွေတင်ထားကြတာပဲဆိုပြီးတော့တွေးပြီးရေတွေပိတ်ပြီးတော့အဝယ်စားလဲနေလိုက်ပါတယ်။ညီမတို့အခန်းနောက်မှာထမိန်လှမ်းတဲ့တန်းရှိပြီးတော့အဲ့ဒီတန်းအနောက်မှာပဒင်းပေါက်ရှိပါတယ်။အဲ့ဒီပဒင်းပေါက်ကလေလဲမဝင်သလိုနေတောင်မှမထိုးပါဘူး။ရေချိုးကန်တကားကလည်းအကျယ်ကြီးဖွင့်ထားခဲ့တာပါ။ညီမတယောက်တည်းဆိုရင်တော့ကြောက်တဲ့စိတ်ရှိပေမဲ့စိတ်ထဲအရန်လိုက်မတွေးပဲအင်ကြီးပဲဆက်ပြီးတော့လဲနေကြတာအပေါ်ပိုင်းပဲလဲရသေးတယ်ရေချိုးကန်တခါသူ့လိုပိတ်သွားတာမျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင်အထက်ကနေပြီးတော့တကားကိုဆွဲပိတ်လိုက်သလိုဒုံးဝင်နဲ့ပိတ်သွားတာပါညီမလည်းငကိုတည်းကကြောက်နေရတဲ့ကြားထဲတကားတွေကိုပါဆွဲပိတ်လာတော့အဝိမြန်မြန်လဲပြီးတော့အရှိကိုပြေးလာလိုက်ပါတယ်ညီမအရှိကိုရောက်ပြီးမကြပါဘူးရေချိုးကန်ထဲကနေရေတွေကိုထက်ဆွဲချပြန်ပါလေရောညီမပြောရမယ်ဆိုရင်အရန်ဆက်စွတ်တက်တဲ့သူပါအဲ့ဒီအချိန်တုန်းကလည်းအရန်ကြောက်နေခဲ့တယ်ဆိုပေမဲ့ဆက်စွတ်ကျင်နေတာဆိုတော့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်တကားအထက်ကနေစောင့်ကန်တယ်လို့ပွင့်သွားပြီးတော့ရေချိုးကန်ထဲကရေတွေဆိုရင်လည်းလူတယောက်ယောက်ကစော့နေတယ်လို့ရေတွေကဘောင်းပင်ခတ်နေတာပါအဲ့ဒါကိုလည်းမြင်ရောညီမလည်းတကိုယ်လုံးကြက်သိမ်းမွှင်းကြီးနေထားပြီးတော့ခေါင်းတွေပါကြီးသွားပါတော့တယ်ဒါနဲ့ပဲအဆောင်အရှိကိုမြ мян ပြေးထွက်လာခဲ့ပြီးတော့ခုနအဆောင်ကိုစောစောပြန်သွားတဲ့အမနှစ်ယောက်ကိုဖုန်းဆက်ပြီး
အမားတို့အဆောင်ဝင်တော့ရင်တင်ခဲ့သေးလားမီးတွေကိုဖွင့်ခဲ့သေးလားဆိုပြီးတော့မေးတော့သူတို့ကမီးလည်းမဖွင့်ခဲ့သလိုရေလည်းမတင်ခဲ့ဘူးလို့ပြောပါတယ်သူတို့ကရေတင်ဖို့အတွက်ကြည်သေးတယ်ဆိုပေမဲ့ရေတွေကအပြည့်ဖြစ်နေတာဖြစ်လို့မတင်ခဲ့ဘူးလို့ပြောပြတာပါညမလည်းကြုံလိုက်ရတာတွေကိုပြောပြလိုက်တော့အဲ့ဒီနှစ်ယောက်လည်းညမနဲ့အတူအဆောင်လေးကိုမဝင်ရဲကြတော့ပဲနဲ့ညဘက်ဆင်းတဲ့အလောက်ကသူတွေပြန်လာတဲ့အထိအပြင်မှာပဲနေလိုက်ကြပါတယ်အဲ့ဒီနောက်ပိုင်းမှာလည်း6လက်နာတွေခဏခဏကြုံလာရတော့တာပါညမနဲ့အတူအိတ်တဲ့တငယ်ချင်းကသူ့ပိတ်ရက်မှာအပြင်ကပြန်လာပြီးတော့ထမင်းနဲ့ဟင်းတွေဝယ်လာခဲ့ပါတယ်ညမတို့ကချင်တာကိုမသိမ်းမဲအဲ့ဒီတိုင်းချထားကြသလိုလူမရှိလေဒီတိုင်းပဲထောင်ထားကြတာပါလေလဲမတိုးနေအောင်လဲမတိုးဘူးဆိုတော့မီးပြန်ရင်မှောင်မဲနေတာပေါ့ဖြစ်ချင်တော့တငယ်ချင်းကသူ့အပြင်ကဝယ်လာတဲ့ထမင်းကိုစားရအောင်ဆိုပြီးတော့ခြံအောင်ထဲမှာညမရှိတဲ့အထင်နဲ့အပြင်ကနေထမင်းခူးပြီးခေါ်နေတာပါခြံအောင်ကြီးကလည်းတယောက်ယောက်ရှိနေတယ်လို့လှုပ်ပြနေတာဆိုတော့တငယ်ချင်းကလည်းညမအထင်နဲ့ခေါ်နေခဲ့တာပေါ့ဒီလိုနဲ့တော်တော်ကြာအောင်ခေါ်လဲအတန်လည်းမပေးဘူးဆိုတော့တငယ်ချင်းကညမထမင်းမစားခြင်းလို့မပြောတာပဲဆိုပြီးတော့ထမင်းဆက်စားနေလိုက်ပါတယ်ဒီလိုနဲ့သူထမင်းစားပြီးတော့ဖုန်းကြည့်မယ်ဆိုပြီးတော့အိပ်ရာထဲဝင်လိုက်တဲ့အချိန်ခြံအောင်နဲ့ဘယ်သူမှရှိမနေခဲ့ပါဘူးသူလည်းတယောက်တည်းဆိုတော့ကြောက်ပြီးအပြင်မှာပဲထွက်နေလိုက်တာမနေ့ပိုင်းအလုတ်စင်းတဲ့သူတွေပြန်လာမှသူလည်းအဆောင်ထဲဝင်ရဲတာလို့ပြောပါတယ်အဲ့ဒီအဆောင်မှာ6ဓာတ်တွေကပြောပြရင်ကုန်မှာတော့မဟုတ်ပါဘူးအကောင်လက်ကြီးမမြင်ဘူးပေမဲ့အနံ့နေအတန်နေပြီးတော့အရေးတွေခဏခဏမြင်နေရတော့မှနောက်တစ်ခုကသပင်ဆိုင်မှာအလုပ်လုပ်ရင်းနဲ့ကြုံခဲ့ရတာပါညမကသပင်ဆိုင်ဆိုတော့တိတဲ့အတိုင်းဧည့်သည်တွေကြာရင်ကြာတယ်လို့နေရပါတယ်အဲ့ဒီနေ့ကလာစာထုတ်ရက်ကူမှာဧည့်သည်ကလည်းမရှိတော့တာနဲ့ညနေ6နာရီခွဲလောက်မှာလာစာထုတ်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်ပထမဆုံးအလုပ်လုပ်ပြီးရတဲ့လာစာဆိုတော့အိမ်ကိုပြန်ပေးခြင်းနဲ့စောနဲ့စပိန်လေးအမြန်နှင်းပြီးတော့ပြန်လာခဲ့တာပေါ့ညမတို့နေတဲ့နေရာမှာလမ်းတွေကိုတလန်းနဲ့တလန်းချထားပါတယ်ညမကအခက်တရာ3လမ်းမှာနေပြီးတော့ညမတို့လမ်းရဲ့ရှေ့မှာအခက်တရာ2လမ်းဆိုပြီးတော့ရှိပါတယ်အဲ့ဒီလမ်းကိုဖြတ်မောင်းပြီးမှညမတို့လမ်းကိုရောက်တာပါအဲ့ဒီလမ်းထိပ်မှာလည်းဇီးပင်ကြီးတစ်ပင်ရှိပြီးတော့အဲ့ဒီနားမှာလူမနေတဲ့ခြံအကျယ်ကြီးတစ်ခုလည်းရှိပါတယ်အခုနအကြောင်းကိုဆက်ပြောပြရမယ်ဆိုရင်ညမလည်းရလာတဲ့လာစာကိုအိမ်ကိုပြန်ပေးခြင်းလို့စပိန်လေးအမြန်နင်းလာခဲ့တာခုနပြောတဲ့လမ်းထိပ်ကိုလည်းရောက်တော့စပိန်အနောက်ကိုလူတစ်ယောက်ပါလာသလိုနင်းရတာတော်တော်လေးကိုလေးလံသွားတာပါမိုးကလည်းချုပ်နေပြီဆိုတော့ညမလေးဖျားစာလေးရွတ်ပြီးတော့ဆက်နင်းလိုက်တာခဏလောက်ကြာတော့စပိန်ကပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်ပုံမှန်တိုင်းလေးဖြစ်တော့ညမလေးအမြန်နင်းပြီးတော့အဲ့ဒီနေရာကိုမြန်ကြော်သွားအောင်သွားတာပေါ့အဲ့ဒီလိုသွားနေတဲ့အချိန်မှာလည်းဗဆက်ကနေဖျားစာကိုစက်တိုက်ရွတ်နေခဲ့တာပါထူးဆန်းတာကစပိန်နင်းရတာပုံမှန်ဖြစ်သွားတယ်ဆိုပေမဲ့ညမတကိုယ်လုံးကြက်သိမ်းမှုညင်ရတော့ထနေတော့မှာပဲအဲ့ဒီလိုဆက်လာရင်းနဲ့ညမတို့လမ်းနဲ့ဝင်ကန်ဒီမှာညမနှစ်ဖူးကိုလူတစ်ယောက်ကလက်နဲ့ရိုက်လိုက်တယ်လို့ဖြန်းကနေလာရိုက်တာပါဘေးဘက်ဝင်းကြီးကိုကြည့်လိုက်တော့လေလမ်းမှာဘယ်သူမှမရှိပါဘူးညမလေးကြောက်နဲ့အနောက်ကိုပြန်လှည့်မကြည့်တော့ဘဲနဲ့ဆက်နင်းလာလိုက်တာအိမ်ကိုရောက်တော့အဖေကိုအကုန်ပြောပြပြီးတော့ခြေလက်တန့်စင်ညဘက်ဖျားရှိခိုးပြီးတော့အိတ်လိုက်ပါတယ်အဲ့ဒီနေ့ကနှစ်ဖူးကိုလာရိုက်တာတော်တော်လေးလဲနာသွားခဲ့တယ်ဆိုပေမဲ့ဘာမှတော့ထပ်မဖြစ်တော့ပါဘူးအကိုတို့ဗီဒီယိုတွေကိုလည်းအလုပ်လုပ်ရင်းနဲ့အမြဲတမ်းနားထောင်ဖြစ်ပါတယ်ညဘက်တွေအိမ်မရရင်လည်းအမြဲဖွင့်နားထောင်ဖြစ်ပါတယ်ဆိုပြီးတော့ဆက်သွယ်ပြီးပေးပို့လာတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်လေးတန်းចောင်းသားဘဝတုန်းကကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်ကျွန်တော်တို့ကစားတိုင်မို့ကျေးရွာလေးမှာចောင်းသွားတက်ခဲ့ရပါတယ်ကျွန်တော်တို့နေတဲ့ကျေးရွာအုပ်စုလေးနဲ့ចောင်းကအလံဝေးပြီးចောင်းဆရာမလည်းတခြားကျေးရွာကနေတာဝန်ကျရာចောင်းကိုဆလာတင်ပေးတာပါအချိန်ကလည်းနောက်ဆုံးဆောင်ပွဲစစ်တော်မှာဆိုတော့ဆရာမကျောင်းသူကျောင်းသားတွေဆောင်ပွဲကြမှာဆိုတဲ့အတွက်ကျောင်းမှာစာသင်ပြီးညဘက်သူ့အိမ်မှာညအိတ်စာချက်ဖို့အတွက်မိဘတွေနဲ့အစည်းအဝေးလုပ်ကြပါတယ်ဒီလိုနဲ့အစည်းအဝေးလုပ်ကြတော့ကျောင်းသားမိဘတွေကလည်းသဘောတူတာနဲ့ညဘက်ဆရာမအိမ်မှာစာချက်ပြစ်ခဲ့ကြတာပေါ့ကျွန်တော်တို့နေတဲ့ရွာနဲ့ဆရာမနေတဲ့အိမ်ကလမ်းလျှောက်သွားမယ်ဆိုရင်2 နာရီလောက်တော့ရှောက်ရပါတယ်ဆရာမအိမ်မှာကျွန်တော်တို့လေးတန်းចောင်းသားចောင်းသူဆိုလို့စုစုပေါင်း10ယောက်ကျော်လေးပဲရှိတယ်ဗျအတိအကျတော့ကျွန်တော်လည်းတည်တည်ချာချာမမှတ်မိတော့ပါဘူးဆက်ပြောရမယ်ဆိုရင်နောက်ဆုံးဆာမှုပွဲကြီးစစ်ဖို့ကလည်းအချိန်မရှိတော့သလိုဆရာမအိမ်မှာဒီရက်20နီးပါးလောက်ကျွန်တော်တို့ကမနက်ဆိုရင်ကျောင်းမှာစာသင်3 နာရီကျောင်းဆင်းရင်ဆရာမအိမ်ကိုပြန်ပြီးတော့စာချက်ခဲကြရပြီးတော့မနက်မိုးလင်းရင်ကျောင်းကိုသွားနေကိုယ့်အိမ်ကိုတော့မှမပြန်ခဲ့ရပါဘူးကျွန်တော်တို့ကျောင်းဆင်းရင်ဆရာမအိမ်မှာည9 နာရီကနေ10 နာရီအထိစာလုပ်ရပြီးတော့မနက်4 နာရီအစောကြီးထားပြီးတော့စာချက်ကြရပါတယ်အစပိုင်းမှာထူးထူးဘာမှမဖြစ်ဘူးဆိုပေမဲ့
တရက်မနက်4 နာရီလောက်မှာကျွန်တော်မိန်းကလေးတငယ်ချင်းတယောက်ကစာချက်ဖို့အတွက်မျက်နှာသစ်သွားတိုက်နေခဲ့ပါတယ်ပြောဖို့တခုကြံခဲ့တာကဆီယမကြီးအရှိဘက်မှာဝါးပင်နေနဲ့ဝယုံတွေအုံမှိုင်းနေတယ်ဆိုတာပါဆက်ပြောရမယ်ဆိုရင်တငယ်ချင်းကသွားတိုက်နေရင်နဲ့ဝယုံဘက်ကိုကြည့်ပြီးမျက်လုံးပြူးမျက်စံပြူးနဲ့ဟိုမှာငါဆိုပြီးတော့လက်ညှိုးထိုးပြနေတာပါကျွန်တော်တို့ကလည်းသူ့ဘာကိုပြနေတယ်လဲဆိုပြီးတော့သူ့လက်ညှိုးထိုးပြနေတဲ့နေရာကိုကြည့်လိုက်တော့ဘာမှမရှိပါဘူးဒါနဲ့ပဲကျွန်တော်ကဘာမှမရှိဘူးလေနင်ကဘာမြင်လို့လဲဘာဖြစ်တာလဲဆိုပြီးတော့မေးတာကိုတငယ်ချင်းကဘာမှပြန်မပြောတော့ဘဲနဲ့တောင်းတောင်းရက်ပြီးတော့လက်ညှိုးပဲထိုးပြနေပါတယ်အဲ့ဒီချိန်ကျောင်းသူတယောက်ကတငယ်ချင်းကိုဒီပါးရီပုတ်နားတွေရိုက်ပြီးတော့ခေါင်းတွေခါလိုက်ပြီးဘာဖြစ်တာလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်တငယ်ချင်းကအဲ့ဒီနေရာမှာနေမဲ့တတိလက်သွားတော့တာပါကျွန်တော်တို့လည်းတငယ်ချင်းကိုအိမ်ထဲကိုခေါ်ဆီယမကိုအကျိုးအကြောင်းပြောပြလိုက်တော့ဆီယမကတငယ်ချင်းကိုတတိပြန်လဲလာအောင်ပြုစုပေးနေခဲ့တာပေါ့ဒါတော့တငယ်ချင်းကတနာရီခွဲလောက်မေ့နေခဲ့တာပါသူတတိပြန်လဲလာတော့မနက်6 နာရီထိုးနေခဲ့ပါပြီတငယ်ချင်းကတတိပြန်ရလာတယ်ဆိုပေမဲ့အခြေအနေကပုံမှန်မဖြစ်သေးပါဘူးသူကမျက်လုံးပြူးနဲ့သမီးကိုစားနေတဲ့ဆီယမသမီးကိုစားပြနေတဲ့ဆီယမဆိုပြီးတော့တဖွာဖွာပြောနေတာပါဆီယမဘသူစားနေတာလဲသမီးဘာတွေမြင်နေရတယ်လဲဆိုပြီးတော့မေးတာကိုတငယ်ချင်းကဘာမှပြန်မဖြေပါဘူးဒါနဲ့ပဲဆီယမတို့အိမ်နဲ့ရွာတွေကိုဆိုင်ငယ်သွားရင်9 မိနစ်လောက်ပဲမောင်းရတာဆိုတော့ဘုန်းကြီးကျောင်းကိုသွားပြီးတော့ပရိတ်ရည်တွေလက်ဖွဲ့ကျိုးတွေတောင်းယူပြီးတော့လှုပ်ပေးလိုက်တော့မှတငယ်ချင်းလည်းတက်တာသွားခဲ့ပါတယ်နောက်မှသူပြောပြတာကမြောက်ပုံစံအကောင်ကြီးတစ်ကောင်ကသမီးကိုပက်လက်လှန်ပြီးတော့သမီးဖိုက်ကိုဖောက်စားနေပြတာသမီးတေးသေးချာချာမြင်နေရတယ်ဆိုပြီးတော့ပြောတာဗျရှင်းအောင်ပြောရမယ်ဆိုရင်သူ့ကိုအကောင်တကောင်ကဘိုက်ဖောက်စားနေတာကိုသူကိုယ်တိုင်ရက်ကြည့်နေရတဲ့သဘောပါနောက်ရက်တွေကျတော့တငယ်ချင်းကကြောက်ဖြားသွားခဲ့ပါတယ်ကံကောင်းကျင်တော့ဆောင်းမူဘက်ဖြေရမယ့်နေ့နဲ့တငယ်ချင်းဖြစ်တဲ့အချိန်က9 ရက်လောက်ကွာပြီးတော့ပြန်ကောင်းသွားခဲ့ပါတယ်အဖြစ်ပြကတော့ဒီလောက်ပါပဲအကို channel ကိုလည်းအမြဲတမ်းအားပေးနေတာပါအဲ့ခန်းဒီတိုင်းနားထောင်ဖြစ်ပါတယ်ဆိုပြီးတော့ဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်အသက်73 နှစ်လောက်တုန်းကကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်မိဘတွေအလုပ်တစ်ဖက်နဲ့မအားတာဆိုတော့ကျွန်တော်ကြောင်းသွားဖို့အတွက်ဗတိဘိန်းလေးတစ်ပိန်ဝယ်ပြီးထားပါတယ်ဗျကျွန်တော်နေတဲ့ရက်ကွက်မှာကျောင်းရှိတယ်ဆိုပေမဲ့တခြားရက်ကွက်ဘက်ကိုသွားတက်ခဲ့ရတယ်လို့ကျောင်းကလည်းနေ့တစ်ပိုင်းပဲတက်ရတယ်ဆိုတော့ညနေတစ်ချိန်လုံးအားနေခဲ့တာပေါ့ဒီလိုနဲ့တရက်မှာရွာဘက်ကတငယ်ချင်းတယောက်နေမကောင်းဖြစ်တော့ကျွန်တော်အပါအဝင်တငယ်ချင်း9 ယောက်စုပြီးတည်င်းသွားမိကြပါတယ်အဲ့ဒီလိုတည်င်းသွားမိကြတော့လမ်းမှာတင်းချိုင်းကုန်းတစ်ခုကိုဖြတ်သွားရတဲ့အချိန်ခဏလောက်ဝင်နာကြတာပေါ့အဲ့ဒီချိန်တငယ်ချင်းတယောက်ကတင်းချိုင်းကုန်းနားမှာခဏနားနေတဲ့အချိန်ထဖောက်ပါတယ်သူကတရေတွေကိုအယုံကြည်မရှိတဲ့အကြောင်းပြီးတော့လာချောက်ရင်တေးပန်းလွတ်မဲ့အကြောင်းတွေကိုခွက်ထိုးခွက်လန်ပြောနေတာပါတခြားတငယ်ချင်းတွေကသူအဲ့လိုပြောနေတော့ဒီနေရာမှာအချောက်ကျန်းနေဘာညာတားကြတဲ့အချိန်ထဖောက်တဲ့တငယ်ချင်းကလက်မခံပဲဆက်ပြောနေတာပါဒီလိုနဲ့အကုန်လုံးအမောပြေတော့ခရီးဆက်ဖို့ပြင်ကြတာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့စိတ်ထဲမတိုးမတန့်ဖြစ်လာပြီးတော့ကြက်သိန်းတွေထားလာတယ်ဗျကျွန်တော်တို့ကဇရက်မှာခဏထိုင်နေကြတာတငယ်ကုန်းတွေကချားမှာလမ်းရှိတယ်ဗျဒီလိုနဲ့ကျွန်တော်လည်းမရဲတရဲနဲ့ကြည့်လိုက်တဲ့အချိန်တင်းငယ်ကုန်းဘက်ကိုလှမ်းကြည့်လိုက်တော့ခွေးနှစ်ကြီးနှစ်ကောင်ကကျွန်တော်ကိုလှမ်းကြည့်နေတာပါဒါနဲ့ကျွန်တော်လည်းတငယ်ချင်းတွေကိုအမြန်ခေါ်ပြီးတော့ရွာဘက်ကနေမကောင်းဖြစ်နေတဲ့တငယ်ချင်းစီကိုဆက်လာခဲ့ကြပါတယ်ဟိုရောက်တော့စကားတွေဘာတွေပြောကြသတင်းတွေမေးကြပြီးတော့ညနေ6 နာရီလောက်မှာအိမ်ကိုပြန်လာခဲ့ကြပါတယ်ဒီလိုနဲ့အပြန်ကြတော့တင်းငယ်ကုန်းရောက်တဲ့အချိန်ဇလန်းကစတော့တာပါကျွန်တော်တို့တငယ်ချင်း9 ယောက်ကဆိုင်ကယ်2 စီးနဲ့လာကြတာတင်းငယ်ကုန်းရောက်တော့ဆိုင်ကယ်တွေကစက်တွေရက်ကုန်တာဘလို့နှုံလို့မရတော့ပါဘူးဒီလိုနဲ့တငယ်ချင်းတယောက်ကိုတွန်းနှုတ်ဖို့ပြောခိုင်းမလို့ကိုလှုပ်တော့သူကတင်းငယ်ကုန်းဘက်ကိုကြည့်ပြီးတော့ကြောက်ရွံ့လို့ရက်နေတာပါကျွန်တော်လည်းသူ့နာမည်ကိုထပ်ပြီးတော့ခေါ်တယ်3 က 4 ကလောက်ခေါ်တာတော့မှသူကမကြားဘဲနဲ့တင်းငယ်ကုန်းဘက်ကိုပဲကြောက်ရွံ့လို့ရက်ပြီးတော့ကြည့်နေတာပါကျွန်တော်လည်းသူဘာတွေများစိတ်ဝင်စားကြည့်နေတာလဲဆိုပြီးတော့သူကြည့်နေတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့တင်းငယ်ကုန်းဘက်ကကုတ်ကိုပင်ပေါ်မှာခြေထောက်2 ချောင်းကိုချိတ်ပြီးတော့ကျွန်တော်တို့ဇောက်ထိုးကြီးကြည့်နေတာဗျအဲ့ဒါကြီးကိုမြင်လိုက်တော့ကျွန်တော်လည်းခဏလောက်တောင့်တောင့်ကြီးရက်ကြည့်နေမိတာပါဒါပေမဲ့ခဏလောက်နေတော့အတိပြန်ဝင်လာပြီးတော့တငယ်ချင်းအားလုံးကိုအမြန်ခေါ်ပြီးတော့ဆိုင်ငယ်ကိုတွန်းပြီးတော့နေမကောင်းဖြစ်နေတဲ့တငယ်ချင်းရှိတဲ့ရွာဘက်ကိုပဲပြန်ပြေးလာခဲ့ကြပါတယ်ရွာကိုရောက်မှလူကြီးတွေကိုပြောပြပြီးတော့အိမ်ပြန်ပို့ခိုင်းလိုက်ရတဲ့အထိပါပဲနေရာဒေသကတော့မပြောပြတော့ပါဘူးတခြားသူတွေသိရင်လိုက်ဆန်းမိကြမှာစိုးလို့ပါ
အခုကျွန်တော်ကအသက်16နှစ်ရှိပြီဆိုပေမဲ့အဲ့ဒီအကောင်ကြီးကိုအခုထိမြင်နေသေးပါဆိုပြီးတော့ဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒီဇလန်ကဖြစ်ရမှန်ဇလန်ဖြစ်ပါတယ်ဗျအရှင်ထွက်ဆိုတဲ့စကားနဲ့ပတ်သက်ရင်ကျွန်တော်တို့ကြားဘူးတာတိတ်တိဝင်ဘိုးတော်တွေဖုံးတော်ကြီးတွေသာအသေးထွက်အရှင်ထွက်တယ်လို့ကြားဘူးတာပါဒါပေမဲ့အခုအရှင်ထွက်ကဒီလိုမဟုတ်ပါဘူးဒီဇလန်ကိုရေးဖို့အချက်လက်တွေပြောပြပေးခဲ့တဲ့ဦးလေးကိုလည်းကျေးဇူးတင်ပါတယ်ဗျကဲဒါဆိုရင်ကျွန်တော်တို့ဇလန်လေးကိုစလိုက်ရအောင်ဒါကြီးအမေထမင်းကြိုင်ပြင်ပြီးပြီနော်ဟုတ်ကဲ့အမေဒါလဲပြီးပါပြီဗျလာပြီအမေယော့ဒီနေ့ဒါအကြိုင်ငါးလေးအုတ်ကတ်ချက်ပြီးပင်စင်းလေးအုပ်ထားပြီးတယ်ဟာဒါတော့ထမင်းစားမြင်ပြီဗျို့ဒါလည်းညနေအပြန်အမေကြိုက်တဲ့လေတွေကကစွန်းရိုးနီလေးတွေချိုးခဲ့မယ်ဟုတ်ပါပြီတော့လိမ်မာတဲ့အမေသားအမေကလည်းသားအချစ်ဆုံးပါဗျသွားပြီနော်အမေလော်ရဲ့အနွမ်းလေးကိုလွှဲပြီးဒုက္ခအမေစီကနေတင်းမညံ့ယူပြီးထွက်ခဲ့ပါတော့တယ်သူဒီနေ့အလုပ်သွားရမှာကဒေါ်လာຫນွေရဲ့လေထဲမှာပါပြုံးနှုတ်ရင်းနဲ့ကောက်ဆိုင်လာတဲ့မင်းကလေးတွေကိုစားနှောင်းရင်းအလုပ်လုပ်ရမှာမလို့သူ့အတွက်တော့ပင်မနေလို့မထင်ခဲ့ပါဘူးဒါလည်းတောတဘာဝအလားတရားတွေကတခုပေါ့ဒုက္ခနေပါအောင်ကွာအတွင်းနဲ့ရှောက်လာနေစဲမှာပဲနောက်ကသူ့နာမည်ကိုခေါ်တန်ကြတော့လက်ကြည့်လိုက်တဲ့အချိန်သူ့လိုပဲလေထဲပြိုးသွားနှုတ်မဲ့ကိုထွေးပါကိုထွေးဒီနေ့နောက်ကြပါလားအေးမနက်ကပြဿနာတက်လို့ဟေးဘာဖြစ်လို့တော့ဗျဘာဖြစ်ရမှာလဲကွာညမင်းတူငတိုးနဲ့ဖားသွားရင်နဲ့တရေ6ခံရလို့ဟေးဟမ်ဘာမှ6တာလေအိုးစီကုံတင်းငယ်ကုန်းပါဟေးဟုတ်လားအိုးစီကုံတင်းငယ်ကုန်းကတော့ခဏခဏ6နေတာပဲဗျို့ဒါနဲ့ဘယ်လို6ခံရတာလဲပြောပြပါအောင်ကျွန်တော်သိချင်လို့ဒီလိုဟေးအောင်ဟေးအိုးစီကုံတင်းငယ်အဆက်ကဂန်းကောင်မင်းကိုမင်းသိတယ်မလားအဲ့ဒီဂန်းကောင်မင်းမှာ6တာငါတို့သားအဖလည်းဖားရရတော့ပြန်လာတယ်အဲ့ဒီခန်းကော်ပင်အောက်လဲရောက်ခန်းကော်ကိုင်းတခိုင်းရလှုပ်နေတာကိုတွေ့တယ်ပထမတော့ငါလည်းခန်းကော်ပန်လာကူးတဲ့လူထင်နေတာအဲ့နာရွာတွေကလူတွေကအဲ့ဒီခန်းကော်ပင်ကြီးကခန်းကော်ပန်တွေကိုမနဲ့စောစောလာကူးပြီးတော့ရောက်နေကြလေဒါပေမဲ့မဟုတ်ဘူးဟေးမဲအကောင်ကြီးတကောင်ကခန်းကော်ကိုင်းကိုလှုပ်နေတာနှိမ့်လိုက်မြင့်လိုက်နဲ့တခါတလေမြေကြီးနဲ့တောင်ထိတယ်ခန်းကော်ကိုင်းကအဲ့ဒီအကောင်ကြီးကလေတကူလုံးအမွှေးမဲကြီးတွေအုံနေတာမျက်လုံးနီနီကြီးတွေပဲမြင်ရတယ်ငါလည်းတခါမှတရေချောက်မခံရတော့ကြက်သိန်းနေထလာတော့ဘောကွာမင်းတို့ငတိုးဆိုရင်တုံပြီးကြောက်သေးတောင်ပါတယ်ငါတို့ကြည့်နေတော့မှပဲအဲ့ဒီအရေးကြီးကအပင်ဘောကနေခုန်ဆင်းလာပြီးတော့ငါတို့ရှေ့မှာမတ်တက်ရက်လိုက်တာကြည့်နေရင်းနဲ့သူ့ရဲ့အရက်ကရှေ့ပြီးတော့ထွက်လာတာကွာကြည်လေရှေ့ထွက်လာလေပဲမင်းတို့ငတိုးကလည်းအရန်လန့်ပြီးထောင်တော့ငါလည်းသူ့ကိုကောက်ချီပြီးပြန်ခဲ့ရတာအိမ်ရောက်တော့ကြောင်ကနန်းနေနဲ့ဖြစ်လို့သူ့ကိုပြုစုနေရတာနဲ့အလုတ်ဆင်းနောက်ကျနေတာဟေးဖြစ်ရမယ်ဗျာအခုရောငါတို့ကတက်တာလားတက်တာပါတယ်သူ့အိမ်ကသူ့တော်ငါကြည့်ခိုင်းထားခဲ့တယ်အင်းဗျာခလေးအတွက်မတိကောင်းမပြောက်ကောင်းဗျာအိုးစီကုံတင်းချင်းကုန်းကလည်းတော်တော်အချောက်ကျန်းတာပဲကျန်းရောပေါ့ကွာဂျပန်ခေတ်ကတရွာလုံးမီးနဲ့ရှို့ခံရလို့ရှိသမျှလူတွေအားလုံးမီးထဲပါပြီးတေခဲ့ရတဲ့နေရာလေအဲ့ဒီနေရာကိုတင်းချိုင်းအဖြစ်ထားမှတော့အချောက်လန့်မကြမ်းရှိတော့မလားကိုထွေးပြောမှပဲလေတန်းဆင်းရမှာတော့ကြောက်လာပြီခုအလုပ်လုပ်ရမှာလဲအိုးစီကုံတင်းချင်းသားတယ်ဆိုတော့ဒုက္ခတော့အလုတ်ဆင်းရမယ်လေကအိုးစီကုံတင်းငိုင်းဆက်မှာဆိုတော့ဒုက္ခလည်းကြက်သိန်းထသလိုပခုံးကိုပုတ်ပြီးပြောလိုက်တော့ကိုထွေးရတဟာဟာအော်ကြီးကဒီလိုနှင်ခင်းတော့မင်းကိုဘယ်တည်းမှမလုပ်ရဲပါဘူးကွာမင်းကရုပ်ဆိုးတော့တည်းရတောင်ပြန်လှန့်နေမှာအောင်မဲကိုထွေးရလူကိုအထင်သေးလို့စော်ကြီးပဲပါဗျတပြေကွင်းရွာကောက်ဆိုင်မာလေးတွေဆိုရင်ကျွန်တော်ကိုတိုးနဲ့ချွဲနေတာမြန်စိတ်မတမ်းမာလေးတွေကြားလို့အေးပါကွာမဒန်းနဲ့တွေ့မလားမတန်းနဲ့တွေ့မလားငါစောင့်ကြည့်ခြင်းသေးရဲ့ဒီလိုနဲ့သူတို့တွေလေထဲရောက်လာကြတော့ရင်းနှီးနေတဲ့အတော်ကြီးတွေကဒုက္ခကိုလှမ်းဆပါတယ်အမလီကျုပ်တို့ရဲ့အမောပြေစီမင်းသားလေးလာပါပြီတော့မမြမီတို့ကတော့ကိုယ့်အသက်ကိုမှအာမနာလောက်ပြီးဟိုကဖြင့်လူငယ်ချစ်တက်ကလေးနော်တော့ကြအမောမပြေပဲမောတင်နေပါဦးမယ်တော့ဘေးကကောက်ဆိုင်နေသူတွေကစာရင်းနှောင်ရည်နေကြတော့ဒုက္ခမှာနေရထိုင်ရခက်ပြီးရှိနေကြတာပါတကယ်လေဒုက္ခကလူကောင်ထွားညိုစင်စင်နဲ့ကျိုင်းစင်မြဝါမက်ကြီးလျားဆိုတဲ့ပုံစံမျိုးမလို့လူမချမ်းသာပေမဲ့ရောက်တဲ့နေရာမှာမျက်နှာပွင့်လာပါတယ်ပြီးတော့သူနဲ့ဆိုင်မဆိုင်တွေ့တဲ့လူကိုလည်းအကူအညီပေးတတ်တဲ့စိတ်ထားကောင်းလေးရှိတော့အတိုင်းထက်အလွန်ပါပဲဒီနေ့တော့ကိုထွေးရအလုံးမလာတာမလို့ဒ
ဒုက္ခတယောက်တည်းဗတ်ပိန်နေခဲ့ပါတယ်ပြိုးနှုတ်တာကလည်းပြီးပြီမလို့လေကစင်းတွေပေါက်ပေးနေတော့မှပဲသူ့စိတ်ထဲမတိုးမတန်ခံစားလာရပါတယ်ဘလို့မျိုးလဲဆိုတော့သူ့ကိုတယောက်ယောက်ကတေချာစိုက်ကြည့်နေတဲ့ခံစားချက်မျိုးပါဘေဘီဝဲရကိုကြည့်လိုက်တော့လေဘယ်သူမှအနီးနားမှာမရှိသလိုကောက်ဆိုင်မတွေကလည်းသူနဲ့လေသုံးခွက်လောက်ချတဲ့နေရာမှာကောက်ဆိုင်နေကြတာပါစိတ်ထင်လို့ဖြစ်မှာပါလို့တွေးပြီးအလုဆက်လုပ်နေလိုက်ပေမဲ့အဲ့ဒီခံစားချက်ကြီးကပျောက်မသွားခဲ့သလိုပို့ပြီးတော့မှနေရတာမလုံမချုံဖြစ်လာပါတယ်ဒါကြောင့်လက်ထက်ကပေါတူကိုချကသင်းပေါ်မှာခဏထိုင်ချလိုက်ပြီးတော့ဒီနေ့ဘာတွေဖြစ်နေမှမသိပါဘူးကွာလို့တွေးနေမိစမ်းမှာပဲသူ့နားနားကပ်ပြီးတော့ခေါ်လိုက်တဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ကိုထုခအတန်ကလေတိုးတန်လို့ဘာလို့နဲ့မသေးကွဲတဲ့မိန်းမတယောက်ရဲ့အတန်ပါပြီးတော့သူ့ဘေးမှာတယောက်ယောက်ဝင်ထိုင်လိုက်တယ်လို့ခံစားလိုက်ရတာမလို့ခန္ဓာကိုယ်စက်ခနဲ့ဖြစ်သွားရပါတယ်သူ့ဘေးကမျက်ပင်တွေကလည်းတစုံတယောက်ကဖိထိုင်သားသလိုပြားကျနေခဲ့တာပါအဲ့ဒီတော့ပိုပြီးတိုးစမ်းတာမွေးရတဲ့တစ်ခုပါပဲအဲ့ဒီအနံ့ကတော်တော်ကိုမွေးပြန့်ချွေနဲ့အနံ့တစ်ခုဖြစ်ပြီးတော့အဲ့ဒီလိုမျိုးအနံ့ကိုသူတခါမှမရှူရှိုက်ဘူးပါဘူးပန်းတစ်ခုကများပွင့်နေလားဆိုပြီးတော့မျက်စိကိုဟိုးဒီကြည့်လိုက်တော့လေဘာမှမမြင်ရတာပါဒါပေမဲ့ချွေလွန်းတဲ့မွေးရတဲ့အတူသူ့ဘေးမှာတစုံတယောက်ထိုင်နေတယ်ဆိုတဲ့ခံစားချက်ကြီးကတော့အမှန်တကယ်ဖြစ်နေခဲ့ပါတယ်ခဏလောက်နေတော့အဲ့ဒီအမွှေးနှမ်းကြောင့်သူ့ရဲ့ခေါင်းနဲ့မူးနော်ဖြစ်လာမိစဲမှာပဲခုနတိမ်ထဲဝင်သွားတဲ့နေအောင်ကပြန်ထွက်လာပြီးနေအောင်အောက်ကသူ့ရဲ့အရေးကိုဘာရင်မဟုတ်ကြည့်လိုက်ပြီးတော့သူ့ဘေးမှာထိုင်နေတဲ့အရေးတစ်ခုကိုတွေ့လိုက်ရပါတယ်တိတိကျကျပြောရရင်သပင်ရှည်ကိုဖြန့်ချထားတဲ့မိန်းမတစ်ယောက်ပါစိတ်ထဲဟာကနေဖြစ်မိသွားစဲမှာပဲဒုက္ခကြီးထမင်းစားနားရအောင်ဟေ့ဟိုဘက်လက်ဝင်းနေစီကအော်ခေါ်လိုက်တဲ့ဒေါ်မြမီအတန်ထွက်ပေါ်လာတော့သူ့ဘေးကအရေးကဖြက်ခနဲ့ပျောက်ကွယ်သွားပါတယ်သူ့မှာသာကြုံလိုက်ရတဲ့အခြေအနေတွေပါစအဟောင်းသားဖြစ်ချင်ခဲ့တာပါဘလို့အခြေအနေလဲဘာကြုံလိုက်ရလဲဆိုတာကိုသူမတွေးတတ်ပေမဲ့အဖြစ်ပြက်ကတော့တကယ်ကိုထူးဆန်းနေခဲ့ပါတယ်ကြောက်တော့မကြောက်မိပေမဲ့စိတ်ထဲမှာမတက်မတာဖြစ်သွားရပြီးဖျားစာတချို့ကိုတူတူယူရင်းနဲ့ဒေါ်မြမီတို့ရှိရာလေကွင်းတွေဘက်ထွက်လာခဲ့ပါတော့တယ်ကြုံခဲ့ရတဲ့အဖြစ်ပြက်ကိုတိုးခါဘသူ့ကိုမှပြန်မပြောပြခဲ့သလိုအနည်းဆက်ဆုံးဖြစ်တဲ့အမေကိုတော်မှပြန်မပြောပြခဲ့ပါဘူးအဲ့ဒီလိုမပြောပြပြခဲ့တာကလည်းသူ့ကိုတမျိုးတမီမြင်မှာစိုးလို့ပါဒီနေ့လေထုံးစံအတိုင်းအလုပ်ဆင်းလာတော့ကိုထွေးရမလာပြန်တာမလို့တယောက်တည်းအလုပ်လုပ်ဖြစ်ပါတယ်ဒီနေ့တော့မနေ့ကလိုထူးထူးဆန်းဆန်းတွေဘာမှမတွေ့ရတာမလို့အေးရအေးချောင်းလုပ်နေခဲ့တာကောက်စိတ်သမားတွေပြန်တဲ့အထိတောင်သူမပြန်ဖြစ်သေးပါဘူးအเจ้าကတော့လက်ကျန်အလုပ်လေးတွေအပြက်ဖြတ်ချင်လို့ပါဒီလိုနဲ့သူအလုပ်လက်ဆက်တက်တော့ညနေအတော်စောင်းနေပြီမို့လို့ပေါထူးကိုထမ်းပြီးတော့အမြန်ပြန်လာခဲ့ပါတော့တယ်အချိန်ကလည်းနေမင်းကြီးဝင်လူဖြစ်နေခဲ့တာပါအိုးစီကုံတင်းញိုင်းနာကန်းကုန်မင်းနာရောက်တော့ကိုထွေးပြောမှုတဲ့အချောက်ခံရတဲ့အကြောင်းစဉ်းစားမိရင်လူကတမျိုးဖြစ်သွားပေမဲ့ရှောင်းမြဲတိုင်းရှောက်လာခဲ့ပါတယ်ကန်းကုန်မင်းအောက်သူအရောက်မှာတော့အပင်ပေါ်ကနေကန်းကုန်ပန်းတွေကလီမတိုးဘဲနဲ့တရှင်းရှင်းမိပြီးရိမ့်ထိုးသွားတာမို့လို့ခြေလမ်းတွေကိုရက်ပြီးအပင်ပေါ်ကိုမော့ကြည့်လိုက်တော့ကန်းကုန်ခိုင်းပေါ်မှာငုတ်တုတ်ထိုင်ပြီးတော့သူ့ကိုငုတ်ကြည့်နေတဲ့အကောင်တစ်ကောင်ကိုတွေးလိုက်ရပါတယ်တကိုယ်လုံးနတ်မောင်နေပြီးမျက်လုံးနေရာကပဲမိကြည့်ခဲနှစ်ခဲလို့ရဲရဲနီနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတဲ့အကောင်တစ်ကောင်ပါအဲ့ဒီကောင်ကိုမြင်တော့ကိုထွေးပြောတဲ့အကြောင်းအရာကိုပြန်သတိရသွားတာမလို့ခြေလမ်းတွေကိုပို့ပြီးတော့တက်တွက်လှမ်းလိုက်တဲ့အချိန်မှာပဲဂန်းကောင်တစ်ခုကရုတ်တရက်နှိမ့်ကျလာပြီးသူ့သွားမဲ့လမ်းကိုပိတ်တယ်လို့ဖြစ်သွားခဲ့တာပါအဲ့ဒီလိုဖြစ်သွားတော့စိတ်ထဲထိတ်လန့်မိသွားစဲမှာပဲအတန်တစ်ခုကရုတ်တရက်ထွက်ပေါ်လာပါတယ်ငါဆန်ဒီဒါနင်၆လိုက်ရမယ်လို့မဟုတ်ဘူးအခုရက်လိုက်စမ်းအတန်ကမိန်းကလေးတစ်ယောက်ရဲ့အတန်ဖြစ်ပြီးတော့အဲ့ဒီအတန်မနေ့ကသူကြားလိုက်ရတဲ့မိန်းကလေးရဲ့အတန်နဲ့တူနေတာပါအဲ့ဒီအတန်ထွက်လာတာနဲ့သူ့ရှိပိတ်ကာစီးထားသလိုဖြစ်နေတဲ့ကန်းကောင်ကိုင်းကလည်းအပေါ်ပြန်မြောက်တက်သွားပြီးတော့ကန်းကောင်ကိုင်းပေါ်ကမဲမဲအကောင်ကြီးကလည်းပျောက်သွားခဲ့ပါတယ်တရေ၆တာကိုတွေ့ကြုံလိုက်ရတယ်ဆိုပေမဲ့သူ့ရဲ့စိတ်ထဲတိတ်မထိတ်လန့်ပေမဲ့ခုနကြားလိုက်ရတဲ့မိန်းမအတန်ကဘယ်နေရာထွက်လာသလဲဆိုတာကိုသိရင်စိတ်နဲ့မတိမတာနားဆွင့်ကြည့်ပြီးတော့ဘာတမ်းမှမကြတာမလို့ဆက်လျှောက်လာခဲ့ပါတယ်ဒုက္ခစိတ်ထဲမှာတော့ဘာလဲဆိုပြီးသိကျင်စိတ်တွေကတပြုံတမာကြီးနေပါပဲအဲ့ဒီအချိန်မှာပဲမနေ့ကသူ့ရဘူးတဲ့မှုရနံအားသူ့ဘေးနားကနေကပ်ပြီးတော့သူ့လျှောက်လာတဲ့လမ်းအတိုင်းပါလာပါတယ်ဘာနဲ့မှမသိပေမဲ့အဲ့ဒီနံကိုရတာနဲ့သူ့စိတ်ထဲပျော်သလိုလိုမနေ့ကအကြောင်းကိုပြန်စဉ်းစားမိသလိုလိုနဲ့လူကတမျိုးဖြစ်လာတာပါဟိုကြည့်ဒီကြည့်လှုပ်လိုက်တော့လဲဘာမှမတွေ့ရဘူးဆိုပေမဲ့အဲ့ဒီအနံကသူ့နောက်တောက်လျှောက်ပါလာပြီးနောက်ဆုံးသူ့ရွာအဆက်ရောက်မှပဲထူးဆန်းစွာနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်ဒီတခါတော့အိမ်ပြန်ရောက်တာနဲ့အမေကိုဒီအကြောင်းသူပြောပြလိုက်တော့အမေကရင်ဘတ်ကိုလက်နဲ့ဖိရင်းနဲ့ဘယ်တော့ဘာလို့ဖះတရားကိုမမေ့နဲ့အဲ့ဒီဂန်းကော်ဘင်းကြီးကပြောမယ်ဆိုရင်အမေတို့တသက်လောက်ဖြစ်နေပြီခိုးကတ်နေတဲ့ပရာလောကသားတွေလည်းရှိမှအမှန်ပဲအပင်ကြီးလေးအပမိလေးပဲတဲ့တိုက်
နောက်နေ့တွေကျရင်တော့အရန်နောက်ကျတဲ့အထိအလုံးမလုံးနဲ့ပေါ့သားရဲ့အမေကသူ့စိတ်အဆင်ပြေအောင်ပြောပါတယ်အမေရိုးရိုးလေးပြောလိုက်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အဲ့ဒီအဖြစ်အပျက်ကိုမေ့လို့မရပါဘူးလူငယ်ပြီးဘာလဲဆိုပြီးပြင်းပြင်းပြပြသိကျင်စိတ်ပဲဖြစ်နေမိတယ်စကားစိမ်ပန်းအနံ့လို့ဆူးရှတဲ့အနံ့နဲ့ထူးထူးဆန်းဆန်းကြုံနေရတဲ့အကြောင်းအရာတွေကိုတော့သူ့ရဲ့စိတ်ထဲမှာမှတ်မှတ်ရရဖြစ်နေခဲ့ပါတယ်ဒီနေ့အမေကနေမကောင်းတာမို့လို့သူ့ကိုထမင်းကြိုက်ထည့်မပေးဖြစ်တာကြောင့်အိမ်မှာပဲအဝါစားဖြစ်ခဲ့ပါတယ်ကိုထွေးကတော့ဘိုက်ဆိုင်သူ့ထမင်းကြိုက်ထဲမှာတဝက်စားဖို့ပြောပါတယ်ကောက်ဆိုင်မတွေကတော့လေလေဆိုင်ပေးသွားပြီမို့လို့ဒီနေ့မလာကြတော့ပါဘူးထမင်းစားနာတော့ကိုထွေးကကတွင်းချင်တယ်လို့ပြောပြီးအနီးရရွာမှာဆေးလိပ်သွားဝဲတော့သူတယောက်တည်းတစ်ပင်အောက်မှာထိုင်ရင်းနဲ့စောင့်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲသူရနေကြမှုရဲနေအောင်စားရလာတော့သူ့ရဲ့စိတ်ထဲထိတ်ခနဲဖြစ်သွားခဲ့ရတာပါစိတ်ထဲကနေလေလာပြင်းပြီဒီအနံ့ဆိုပြီးတော့တွေးနေမိစဲမှာပဲမလက်မကန်းလက်ကသိန်းရိုးကနေပြီးတော့သူ့စီကိုရှောက်လန်းလာတဲ့မိန်းကလေးတယောက်ကိုတွေးလိုက်ရပါတယ်မိန်းကလေးကသပင်တွေကိုဖြန့်ချထားပြီးတော့အနီရောင်ဖြင်းထမိန်အင်ကြီးဝမ်းဆက်ကိုထူးထူးခြားခြားဝတ်ထားသလိုရုပ်ရည်ကလည်းတော်တော်ကိုချောလွန်းနေတာပါသူ့ရဲ့လက်ထဲမှာလည်းငပြောပန်းနဲ့ထုတ်ထားတဲ့အထုပ်ထုပ်ကိုကင်ထားပါတယ်ဘာလိုက်ဆိုပြီးတော့သူကြည့်နေမိစဲမှာပဲအဲ့ဒီမိန်းကလေးကသူ့အနာရောက်လာပြီးတော့သူ့ကိုလှိုက်လိုက်လဲလဲပြုံးပြလာတော့သူလည်းကြောင်အားနဲ့ပြန်ပြုံးပြလိုက်မိပါတယ်ထူးဆန်းတာအဲ့ဒီမိန်းကလေးသူ့အနာရောက်လာလေးပန်းရက်နှံ့လိုအနံ့ကမှု့ပြန်လာလေးပါပဲအရင်နေ့ကရနေကြအနံ့နဲ့အခုရနေတဲ့အနံ့ကိုရှင်းကြည့်ပြီးတော့မတွေးတဲ့အောင်ဖြစ်နေမိစဲမှာပဲအဲ့ဒီမိန်းကလေးစီကစကားတန်ထွက်ပေါ်လာပါတယ်အကိုကကိုတိုးခါလာရှင်နှက်ခမ်းမပွင့်တပွင့်နဲ့ဆိုလိုက်ပေမဲ့တကယ်ကိုတာယာနာပြောပဲအတန်လေးပါဟုတ်ပါတယ်ကျွန်တော်တိုးခါပါဗျဘာလို့လဲမသိဘူးအကိုမေကထမဲတို့လူကြုံထည့်ပေးလိုက်လို့ပါဗျာဟုတ်လားအဲ့ဒီလိုပြောပြီးတော့သူအံ့ဩသွားခဲ့ပါတယ်အเจ้าကမနက်ကသူထွက်လာတော့အမေကနေမကောင်းလို့အိတ်နေတာပါဒါပေမဲ့တက်တာလို့သူ့အတွက်ထမင်းကြိုက်ထပြင်ပြီးထည့်ပေးလိုက်တာဖြစ်မယ်လို့တွေးပြီးမိန်းကလေးလက်ထက်ကထမင်းတို့ကိုယူလိုက်မိပါတယ်ကျေးဇူးတင်ပါတယ်ဗျာလမ်းကြုံယူလာပေးတာရပါတယ်ကျမကိုခွင့်ပြုပါအောင်ဟုတ်ကဲ့အဲ့လိုပြောပြီးတာနဲ့အဲ့ဒီမိန်းကလေးကလှက်ထွက်သွားပါတယ်နောက်ကနေကြည့်ရတော့မှချက်ကြီးဖုန်ငင်အတွေ့အကြုံနဲ့တော်တော်ပြည့်စုံတဲ့မိန်းကလေးပါသူငေးကြည့်မိနေစဲမှာပဲသူမကလည်းသူ့ဘက်ကိုပြန်လှည့်ကြည့်တာမလို့တခိုးလူမိသွားသလိုခေါင်းကိုငုတ်ထားလိုက်မိပါတယ်တော်တော်ကြာခေါင်းကိုပြန်မော့ကြည့်လိုက်တော့သူမကိုမမြင်ရတော့ပါဘူးသူ့ရဲ့စိတ်ထဲတွေးမိလိုက်တာကတော့အတော်လမ်းလျှောက်မြင်တဲ့မိန်းကလေးဆိုပြီးတော့ပါနောက်မှသူတတိထားမိတာကအဲ့ဒီမိန်းကလေးမရှိတော့တာနဲ့သူ့နာမှုရဲနေလေပျောက်ကွယ်သွားတာကိုပါခုတလောကြုံနေရတာတွေအတွက်စဉ်းစားရသူတော်တော်ခေါင်းချောက်နေပါပြီဒါနဲ့ပဲရှီရှီဝေးဝေးတွေးမနေတော့ပဲသူထမင်းတို့ကိုဖြီးလိုက်တော့ဝေးကြိုင်နေတဲ့အမဲသားဟင်းနဲ့ထမင်းကိုတွေးလိုက်ရတော့သူအံ့ဩသွားတာပါလေအเจ้าကအမေဖြစ်သူအမဲသားဟင်းမစားလို့ပါဒါပေမဲ့သူ့ကိုတော့တခါတလေချက်ပေးတတ်တာမလို့အခုလေရွာထဲလာရောက်လို့သူ့ကိုချက်ထည့်ပေးလိုက်တာဖြစ်မှာပါလို့တွေးရင်းနဲ့အမဲသားဟင်းနဲ့ထမင်းကိုခေါင်းမဖော်တန်းစားလိုက်တော့အရသာပုံမှန်ထက်စားကောင်းနေတာမလို့ခဏအတွင်းပြောင်းစင်အောင်ကုန်သွားပါတယ်စားပြီးတာနဲ့ရေဘူးတွေကရေကိုတောက်ပြီးကွင်းထဲကရေနဲ့လက်ဆေးပြီးချိန်မှာပဲကိုထွေးပြန်ရောက်လာပါတယ်သူ့ရဲ့လက်ထဲမှာတော့ဂျိုင်းတကြိုင်ကိုကိုင်းထားပြီးဆေးလေးဝင်ရွာဘက်ထိရောက်သွားလို့နည်းနည်းတော့ကြာသွားတယ်တိုးခါကြီးမင်းစားနေပြီလားရော့ဒီမှာမင်းအမေထမင်းကြိုင်ထည့်ပေးလိုက်တယ်ဗျာအထိတ်တလန့်ရေယုံရင်းနဲ့သူပါဇက်အဟောင်းသားဖြစ်သွားရပါတယ်အမေကသူ့ကိုခုနမှထမင်းကြိုင်ထည့်ပေးလိုက်တာဆိုတော့ခုနမင်းကလေးလာပို့လို့သူစားလိုက်တဲ့ထမင်းတော့အဲ့ဒီလိုတွေးရင်ပါဇက်အဟောင်းသားနဲ့ပြောစရာစကားမရှိတော့သလိုဖြစ်သွားခဲ့ရပါတော့တယ်ဒီလိုနဲ့နောက်နေ့ရောက်တော့ဒုက္ခတယောက်ဖျားပြီးအိယာတွေကမထနိုင်တော့ပါဘူးကောက်ခငင်ငါကြီးထဖြစ်တာလူကလည်းတကိုယ်လုံးကြိုက်ခဲပြီးအားရင်နေစုပ်ယူခံထားရသလိုဖြစ်နေပါတယ်မျက်နှာကလည်းတိတိတတ်ဖြူဖြော့ကျနေတာမလို့ရွာဆေးစရာကြီးကိုခေါ်ပြီးကုသပေးမယ်တူတူတက်တာမလာပါဘူးဒီကြားထဲအစားကလည်းမဝင်တာမဟုတ်လို့ပူဆိုးနေပါတယ်ဒီလိုနဲ့တားဖြစ်သူအားရှိဖို့အတွက်စက်သားပြုတ်ကျွေးမယ်လို့စဉ်းစားပြီးညနေမဆောင်မီရွာထဲကအိမ်တအိမ်ကနေစက်တကောင်တောင်းဝယ်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်အိမ်ပြန်ရောက်တော့စက်သားကင်နေစဲမှာပဲတည်ထားတဲ့ထမင်းအိုးကဆူလာတာမလို့ထမင်းအိုးစီပြေးကြည့်ပြီးစက်သားခုတ်တဲ့နေရာပြန်လာတော့ခုတ်လက်ဆကြက်ပေါင်တစ်ချောင်းကပြောင်းနေခဲ့တာပါခွေးမြတ်တက်စားတာလားဆိုပြီးတော့ဟိုးဒီကြည့်ပေမဲ့လည်းမရှိပါဘူးဒါကြောင့်ပဲပျောက်လဲပျောက်ပါစီတော့လို့တွေးပြီးကျန်တဲ့စက်သားတွေကိုပဲပြုတ်လိုက်ပါတော့တယ်စက်သားပြုတ်ပြီးတားဖြစ်သူစားဖို့အတွက်ပကံလုံးနဲ့ခက်ယူလာပြီးကျွေးလိုက်တော့တဏီကုံအစားမဝင်ဖြစ်နေတဲ့ဒုက္ခတယောက်စက်သားကိုအားပါတရစားတာမလို့ဒေါ်ထွေးကစိတ်ချမ်းသာရပါတယ်ဒုက္ခကချက်ပြုတ်ကိုနှစ်ပကံလောက်ကောင်းအောင်စားပြီးတော့အိယာတွေပြန်ဝင်သွားပါတယ်ဒေါ်ထွေးကဖြူဘက်ပြူရောဖြစ်နေတဲ့တားဖြစ်သူရဲ့နှစ်ဖူးကို
ရေဘက်ဝစ်တေချာတင်ပြီးတခြားလှုပ်ရှားလေးတွေလှုပ်ဖို့အတွက်အိယာတွေကနေထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဒေါ်ထွေးကသတိမထားမိလိုက်တာကတိုးခရဲ့အိယာဘေးမှာသွေးကွက်တစ်ကွက်ရှိနေခဲ့တာကိုပါပဲ။ညကလည်းအတော်နဲ့နေပြီဖြစ်လို့အပြင်လောကတစ်ခုလုံးမိုးရိပ်တွေနဲ့ပိမ့်ပိတ်အောင်မှောင်နေသလိုတိုးခတို့အင်္ဂလိပ်ကလည်းအမောင်ထဲမှာငြိမ်သက်လို့ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရွာလေလမ်းမှာတခြားခွေးတွေကဥလာတော့တာပါ။ခွေးဥတန်ကြားရတာကဘာမှမထူးဆန်းပေမဲ့အဲ့ဒီခွေးဥတန်တွေကတိုးခတို့အင်ရှိရောက်တော့လုံးဝတိတ်သွားတာကအတော်လေးကိုထူးဆန်းပါတယ်။ခဏနေတော့တိုးခတို့အင်ရှိမှာအနီရောင်ဝမ်းဆက်ဝစ်ပြီးသပင်ဖြန့်ချထားတဲ့မိန်းမတစ်ယောက်ရဲ့ပုံရိပ်ကမပီဝိုးတစ်ဝါးနဲ့ပေါ်လာခဲ့တာပါ။မွေးပြန်လုံးတဲ့ရင်းနှံတွေကလည်းပုံဝန်းကျင်တဝိုက်ပြန့်နှံ့လို့ရှိနေခဲ့ချိန်မှာပဲကိုတိုးခဆိုတဲ့ခေါ်တန်ကြတော့အိယာတွေလှဲနေတဲ့တိုးခမျက်လုံးတွေကပွင့်လာခဲ့ပါတယ်။ပြီးတော့အိယာတွေကနေထပြီးခေါ်နေတဲ့မိန်းမစီကိုတန်တက်မတ်မတ်ဆင်းသွားပါတော့တယ်။ဒါပေမဲ့တိုးခရဲ့ပုံစံကစိတ်နဲ့လူနဲ့မကပ်သလိုလှုပ်ရှားမှုရှိနေပေမဲ့ဘာခံစားချက်မှမရှိတဲ့ဗလာတက်တက်မျက်နှာကြီးပါ။တိုးခကိုမြင်တော့အနီရောင်ဝတ်စုံတဲ့မိန်းမကကျေနပ်စွာအပါတရပြုံးလိုက်ရင်းနဲ့ကျမကိုတိုးခကိုလာခေါ်တာကျမနဲ့လိုက်ခင်နော်ကျမတို့အတူတူနေကြရအောင်ဆိုပြီးပြောတာကိုတိုးခအသက်မပါပဲခေါင်းချင်းပြရင်အဲ့ဒီမိန်းမခေါ်ဆောင်ရနောက်ကိုလိုက်ပါသွားခဲ့ပါတယ်ခဏနေတော့တိုးခတို့ပုံရိပ်နှစ်ခုကအမောင်ထဲမှာပဲတဖြည်းဖြည်းဝေဝါပြောက်ကွယ်သွားခဲ့ပါတော့တယ်နောက်နေ့ရောက်တော့တိုးခပျောက်သွားတဲ့တဲ့ရင်ကရွာထဲမှာပြန့်နှံ့သွားပါတော့တယ်ပထမတော့ဒေါ်ထွေးကခါတိုင်းလိုအလုတ်သွားတာသူ့သားသူ့ကိုနှုတ်ဆက်မသွားပဲထွက်သွားတယ်လို့ထင်နေမိတယ်ဆိုပေမဲ့နောက်မှသူ့အထင်မဟုတ်ကြောင်းသိလိုက်ရပါတယ်အကြောင်းကတော့တိုးခပျောက်သွားတယ်ဆိုလို့အိမ်ကိုတရင်လာမေးတဲ့ကိုထွေရောက်လာလို့ပါလေအလုတ်တွေကကောက်တွေလည်းစိုက်ပြီးပြီဖြစ်လို့အလုတ်စင်းစရာမလိုတော့ဘူးလို့ပြောပါတယ်ဒေါ်ထွေးကရတက်ပူရပါပြီတချို့တွေကမိမခိုးသွားတယ်လို့ထင်ကြပေမဲ့ဒေါ်မြကတော့လုံးဝလက်မခံပါဘူးသူ့သားဒီလိုလုံးရမျိုးမလုပ်ဘူးဆိုတာကိုတိုးခရဲ့အမေတယောက်အနေနဲ့လုံးဝယုံကြည်မိပါတယ်ကိုထွေးကလည်းတိုးခနဲ့အမြဲလိုတရရရှိနေခဲ့သူဖြစ်လို့တိုးခမှာချစ်သူရည်သားမရှိတာသူအတိဆုံးပါအနီးအနားတနေရာရာများသွားလာဆိုပြီးတော့ဟိုမေးဒီမေးစုံစမ်းခဲ့ပေမဲ့တိုးခရဲ့သတင်းအစအနကိုတော့မရခဲ့ကြပါဘူးဒေါ်ထွေးကဖင်ထိုင်မနေနိုင်တော့ပဲနှစ်ရွာအကျော်ကအကိုအမတွေဖြစ်တဲ့တိုးခရဲ့ဦးလေးတွေအတော်တွေအင်ကိုသွားစုံစမ်းမိမဲ့သူတို့စီလည်းမလာပါဘူးတဲ့တိုးခသတင်းကညနေမိုးချုပ်တဲ့အချိန်ထိဘာသတင်းမှမကြားရတော့ဒေါ်ထွေးကချုံခွဲချငိုပါတော့တယ်အမေတခုသားတခုပဲနေလာရတာအခုလိုသားဖြစ်သူအကြောင်းရင်းမမဲရမသိရတော့မိခင်တယောက်အနေနဲ့ဘလို့မှဖြစ်သိမ်းလို့မရနိုင်ဖြစ်နေခဲ့တာပါရွာတွေကလူတွေကလည်းအကြောင်းရင်းမမဲရမသိတော့ဒေါ်ထွေးကကိုဘလို့နှစ်သိမ့်ရမှမသိကြတော့ပါဘူးကိုထွေးကတော့ဒေါ်ထွေးကညာရင်းညတာအဖော်ရအောင်ဆိုပြီးသူ့မိန်းမမက်တင်လိုင်ကိုဒေါ်ထွေးကနေအတူလာအိတ်ခိုင်းပါတယ်ဒါပေမဲ့လေသားသမီးအပူမို့လို့ဒေါ်ထွေးကခမတငိုကိုတင်ရီနဲ့ရှိနေခဲ့တာပါဒီလိုနဲ့ပဲတိုးခပြောက်သွားတာကတရက်ကနေ2ရက်3ရက်4ရက်မြောက်ထိရှိလာခဲ့ပြီးဘလို့မှသတင်းအစနာမရခဲ့ပါဘူးစုံးတိုက်နက်ခိုက်ကွင်းဖက်နာများဖြစ်မလားဆိုပြီးတော့ဘေးဒီနီရေရရာတွေကိုတစ်ဖက်ရွာမှာတွားတွက်ကြည့်တော့လေရေရရာခြေပြီးတာကလွှဲရင်ဘာမှထူးထူးဆန်းဆန်းမပြောနိုင်သလိုဘာမှထူးခြားလာတာမျိုးလည်းမရှိတာမလို့တိုးခရဲ့အဖြစ်ကအနီးနားရွာတွေအထိပါဟိုလီတကြောဖြစ်နေခဲ့တာပါအိမ်ပေါ်တရှက်ရှက်တက်လာတဲ့ခြေတန်းကတိုးလေးဆိုပေမဲ့အိတ်ဆက်တဲ့ကိုစိန်ကြီးကချက်ချင်းနိုးလာတာဖြစ်လို့အမောင်ထဲကနေခြေတန်းကြားရစီကိုလှမ်းကြည့်လိုက်တော့အိမ်ပေါ်တက်လာတဲ့လူကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်အမောင်ထဲမှာတွေ့ရပေမဲ့ပစိုးဝတ်ထားတဲ့ပုံရိပ်မလို့အိမ်ပေါ်တခိုးတက်တယ်ဆိုတာကိုအတိအကျသိလိုက်ရပြီးလက်နှိပ်ဓမီနဲ့လှမ်းအထိုးအဲ့ဒီလူကလည်းနောက်ဘေးချက်စင်ပေါ်တင်ထားတဲ့ငါ6တွဲတွေကိုလှမ်းယူတာနဲ့အတိုးအိမ်ပေါ်တက်လာတဲ့သူရဲ့မျက်နှာကိုမြင်လိုက်ရချိန်မှာတော့ကိုစိန်ကြီးအလန့်တကြားဖြစ်သွားရတယ်တိုးခသူ့တန်ကြောင်သူ့မိန်းမမက်စိန်သုံးမှနိုးလာချိန်မှာတော့တိုးခသူတို့မျက်နှာသေးကြီးနဲ့တစ်ချက်ရီးပြပြီးအိမ်ပေါ်ကနေပြေးဆင်းသွားတာမျက်စိရှိမှလည်းပျောက်သွားပါတယ်ပျောက်သွားတာမှခြေတံလည်းမကြရပြေးတံလည်းမကြရသလိုကိုပျောက်တယ်လို့နဲ့မျက်စိရှိမှဖြတ်ခနဲ့ပျောက်သွားခဲ့တာပါနောက်တစ်နေ့ရောက်တော့အဲ့ဒီတဲ့ရင်ကိုဒေါ်ထွေးခစီသွားပြောတော့ဒေါ်ထွေးခမှလုံးဝလက်မခံပါဘူးအကြောင်းကတော့သူ့သားလေးကကံ9ပါးကိုလုံးချုံတာကိုဒေါ်ထွေးကလည်းသိတယ်လို့တရွာလုံးကလည်းလက်ခံကြပါတယ်ကိုစိန်နီတို့လင်မယားကလည်းတိုးခရဲ့စာရိတ်တာကိုယုံကြည်ပြီးသားပါဒါပေမဲ့လည်းအခုကမျက်မြင်ကိုယ်တွေလင်မယားနဲ့အလိုမြင်လိုက်ရတာဆိုတော့ဘလို့နားလည်ရမှန်းမသိဘူးတွေဖြစ်နေကြပါတယ်တချို့ကလည်းတိုးခကွင်းမိုင်ဖမ်းလို့တေးပြီးဖုတ်ဝင်လို့ဒီလိုတွေဖြစ်နေတယ်လို့ပြောကြပါတယ်ဒါပေမဲ့အခုကအလောင်းလည်းမတွေ့ရရွာထဲမှာတိုးလောသတင်းမျိုးစုံတွေထွက်နေပေမဲ့ကိုချင်းစာစိတ်နဲ့အဲ့ဒီသတင်းတွေကိုဒေါ်ထွေးခစီမရောက်စေရပါဘူးဒါပေမဲ့အဖြစ်အပျက်တွေကဒီလောက်နဲ့မပြီးဆုံးသွားခဲ့ပါဘူးရွာလေပိုင်းမှာနေတဲ့အပြိုကြီးမတ်တုတ်အိမ်မှာထူးခြားမှုတွေထပ်ကြုံရပြန်ပါတယ်မတ်တုတ်ကတယောက်တည်းနေတာပါ
အဲ့ဒီညမတ်တုတ်တယောက်ညာကြီးလက်ဖက်တွေစားပြီးအိမ်မရတာဖြစ်လို့မျက်စိကြောင်ပြီးဟိုတွေးဒီတွေရှိနေစဲမှာပဲအိမ်အောက်မှာမွေးထားတဲ့ကြက်ချန်တွေကကြက်အော်တန်တွေကိုကြားလိုက်ရတာမလို့ခေါင်းထောင်သွားရပါတယ်ဒါနဲ့ပဲမတ်တုတ်တယောက်တေချာနားဆွဲနေတော့မှပဲကြက်အော်တန်တွေကပို့ပြီးစူညံလာတာဖြစ်လို့အိမ်ရဘေးကလက်နေဓမီကိုယူပြီးအိမ်ဘောကနေအသာလေးဆင်းလာခဲ့တာပါမတ်တုတ်ကမကြောက်တတ်သလိုဗလကောင်းကောင်းလူကောင်ထွက်တာမလို့တော်ယုံတခိုးဆိုရင်တော့မှဖမ်းနိုင်မယ့်ပုံစံမျိုးပါဒီလိုနဲ့အိမ်အောက်ရောက်တော့ကြက်ချန်ဘက်စက်ခနဲ့လက်နေဓမီနဲ့ထိုးတဲ့အချိန်မြင်လိုက်ရတာကကြက်ချန်ထဲမှာလူတယောက်ကိုပါနောက်ကျောကမြင်နေရတာဆိုတော့ဘယ်သူဘယ်မှမသိတာမလို့ဘသူလဲဆိုပြီးတော့မတ်တုတ်ကလေးတန်းမမနဲ့လှမ်းမိလိုက်တဲ့အချိန်အဲ့ဒီလူကမတ်တုတ်ဘက်လှည့်လာခဲ့ပါတယ်အဲ့ဒီလူကိုအမြင်မှာမတ်တုတ်တယောက်စွန့်အားသွားသလိုပေါ်ဖို့အတန်တောင်မှမထွက်နိုင်ဖြစ်သွားတာပါအကြောင်းကတော့အဲ့ဒီလူကပါဇက်မှာသွေးတွေปีပွားနေပြီးတော့ကြက်တကောင်ကိုကိုက်ထားတဲ့တိုးခဖြစ်နေလို့ပါပဲအဲ့ဒီမြင်ကွင်းကြောင့်မတ်တုတ်တယောက်အတန်မထွက်နိုင်ခင်မှာပဲတိုးခကြက်တကောင်ကိုပါဇက်ကကိုက်တခြားကြက်နှစ်ကောင်ကိုလက်ကဆွဲပြီးတော့လွှာကနေကြက်ချင်နေရနေခုန်ထွက်ပြောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့တော့မှမတ်တုတ်ကလည်းပါဇက်ကနေအားလို့အတန်ကုန်ထအောင်ရင်းနဲ့တတိလစ်သွားပါတော့တယ်မတ်တုတ်អော်လိုက်တဲ့အတန်ကြောင့်ဘေးအိမ်ကလူတွေရောက်လာတော့ကြက်ချင်ထဲမှာတတိလစ်နေတဲ့မတ်တုတ်ကိုတွေ့တာမလို့အိမ်ဘောကိုမတင်ကြပြီးတော့မနေနှာနဲ့လိုက်ရပါတယ်တတိရလာတော့မတ်တုတ်ကအကြောင်းစုံကိုထိတ်လန့်တကြီးရှင်းပြတော့အားလုံးပါဇက်အဟောင်းသာဖြစ်သွားကြရပါတော့တယ်ဒုက္ခသေးပြီးအခုလူတွေ၆လန့်နေတဲ့သတင်းတွေကအမှန်တကယ်ပဲဇက်တိုက်ပေါ်လာတာမလို့ကြာတော့ဒေါ်ထွေးကလည်းသတင်းတွေကြားရပြီးရင်ဘတ်စီတီနဲ့ဂျွာဖုန်ကြီးကျောင်းဆရာတော်စီကိုအာကိုတကြီးပြေးပါတော့တယ်ဆရာတော်ရှိရောက်တော့ဒေါ်ထွေးကအကြောင်းစုံရှောက်တင်လိုက်ပါတယ်ဒေါ်ထွေးကစကားဆုံးတော့သီလသမားကြီးအားကောင်းလွန်းတဲ့ဆရာတော်ကမျက်လုံးအောင်ချပြီးခဏပဲအာယုံခရင်နဲ့စကားတခုကိုဆိုလိုက်ပါတယ်တကားလေးတို့ကဒီညပြန်ရောက်လာပါလိမ့်မယ်ဆရာတော်လေးလေးနက်နက်မေးလိုက်တဲ့စကားကတခွန်းနဲ့ပါပဲစကားတခွန်းနဲ့ပြီမဲ့အဲ့ဒီစကားကပဲဒေါ်ထွေးကအတွက်အသက်ဆက်ပြေးလိုက်တယ်လို့ပါပဲဝမ်းသာအားရနဲ့ဆရာတော်ကိုကတော့ပြီးအိမ်ပြန်သွားခဲ့ပါတယ်ဒေါ်ထွေးကပြန်တော့မှဆရာတော်လေးကြောက်ကဇီဒီနာဆင်းရင်တကားလေးတို့ခဒီညတကားလေးအိမ်အရောက်ပြန်လာခဲ့ပါပြီးတော့တင်းတို့လောကနဲ့တင်းတို့ပဲနေကြပါအပြစ်မရှိတဲ့လူကိုဆက်ပြီးတော့ဒုက္ခမပေးပါနဲ့တော့ဒီဘဝရောက်နေတာတောင်လူတွေကိုဆက်ပြီးဒုက္ခပေးနေရင်ဒီပုံဘဝကဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူးအတိဝင်ကြပါတရားဝါတွေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေအေးချမ်းကြပါစေဆရာတော်ကအခုလိုတိုးပေါက်ဖွားရေယိုရင်းကျောင်းပေါ်ပြန်တက်သွားခဲ့ပါတော့တယ်ဒီညတားပြန်လာမယ်လို့ဆရာတော်ကမင်းလိုက်တာမို့လို့ဒေါ်ထွေးကတယောက်သူ့သားကြိုက်တတ်တဲ့အစားအစာလေးတွေကိုချက်ပြုတ်နေရတာမမောနိုင်မပန်းနိုင်ရှိနေခဲ့ပါတယ်ကြက်ဆိုရင်လေသူ့သားအားရှိအောင်ဆိုပြီးအကောင်လိုက်စွတ်ပြုတ်လှုပ်ထားတာကျက်သွန်ပြူအနက်ဇပင်လည်းအနက်တသင်းနဲ့စားကျင်စရာပါပဲဒေါ်ထွေးကတယောက်ချက်ပြုတ်ပြီးတာနဲ့ရေမိုးချိုးအိမ်ရှိတကားဝမှာအယူတယောက်လိုထိုင်ဆောင်နေခဲ့ပါတယ်သားစောနဲ့ရှိနေတဲ့ဒေါ်ထွေးကကိုကြည့်ပြီးတော့အဖော်လာနေတဲ့မက်တင်လိုင်းတော်မှမျက်ရည်လဲမိနေသလိုရွာသားတွေကလည်းဒုက္ခဘလို့ပုံစံနဲ့ပြန်လာမလဲဆိုပြီးတော့စိတ်ဝင်စားနေမိကြပါတယ်ဒီလိုနဲ့မိုးချုပ်ပြီးညအိုးပိုင်းရောက်လာခဲ့ပြီးဆိုပေမဲ့ဒုက္ခရဲ့အရေးအယံကိုတော့မမြင်ရသေးပါဘူးအိမ်ရှိမှထိုင်ဆောင်နေတဲ့ဒေါ်ထွေးကိုအိမ်ထဲဝင်ဆောင်ဖို့မက်တင်လိုင်းကပြောတယ်ဆိုပေမဲ့ဒေါ်ထွေးကတကားဝမှာပီတီထိုင်နေစေပါဒီလိုနဲ့ညအိုးပိုင်းရောက်လာချိန်မှာတော့မက်တင်လိုင်းအတင်းချော့မော့ခေါ်มาပဲအိမ်ထဲဝင်ထိုင်ပါတယ်ဒါတောင်အိမ်တကားမပိတ်ပဲစောင့်နေမယ်ပြောတာမလို့မက်တင်လိုင်းကတကုတ်တဝက်ရန်ကြောက်တယ်အကြောင်းပြပြီးတကားကိုအတင်းပိတ်ခိုင်းရသေးတာပါအပြင်မှာမိုးရီကတဖွဲဖွဲရွာနေသလိုတကောင်ရန်ကလည်းနီးလာခဲ့ပါပြီဒေါ်ထွေးကတော့သူ့သားပြန်လာကိုမအိပ်ပဲထိုင်ဆောင်နေတုံဖြစ်သလိုမက်တင်လိုင်းကတော့ဒေါ်ထွေးကဘေးမှာငမ်းမီးလို့ရှိနေခဲ့တာပါအဲ့အချိန်မှာပဲခွေးဥတန်တွေကဆူဆူညံ့ညံ့ထွက်ပေါ်လာပြီးတော့အိမ်တကားကိုတိုးဖောက်ဖွားခောက်တန်တကူထွက်လာတော့ဒေါ်ထွေးကရှင်နဲ့လှိုက်ခနဲ့ဝမ်းသာသွားပြီးတော့တကားကိုပြေးဖွင့်တဲ့အချိန်မက်တင်လိုင်းလည်းအနောက်ကနေပြေးလိုက်လာရပါတော့တယ်။သားဒေါ်ထွေးကဝမ်းသာအားရခွန်ရင်းနဲ့တကားကိုဖွင့်လိုက်တဲ့အချိန်တကယ်လေးတိုးခါကိုမြင်လိုက်ရတာပါ။တိုးခါသူ့အမေကိုကြည့်ပြီးမျက်ရည်ကျနေပါတယ်။ဖြူဖြော့ဖြော့အပြုံးနဲ့တိုးခါရဲ့အပြုံးတွေကမပီပြင်တော့သလိုအနေထားတစ်ခုကြောင့်လေဒေါ်ထွေးကမှဖင်နိုင်ရဲ့လဲကျပြီးခြုံပွဲချငိုတော့သလိုမက်တင်လိုင်းလည်းထိတ်လန့်စွာနဲ့ပါဇက်ကိုလက်နဲ့အုပ်ပြီးတိုးခါကိုကြည့်နေမိပါတယ်။သူတို့မြင်လိုက်ရတဲ့တိုးခါရဲ့ပုံစံကအရင်ကလိုလူပုံစံအပြည့်အဝမပီပြင်တော့ပါဘူးအပေါ်ပိုင်းကသူ့အမေကိုမျက်ရည်တွေနဲ့ပြုံးပြနေပေမဲ့ခါအောက်ပိုင်းကနေစပြီးကြောက်အထိကမြူရီလိုဝေဝါးမပီမပြင်ပုံစံနဲ့ပါ
လေထဲမှာလွင့်နေတဲ့မိခိုးငွေ့တွေလိုဖြစ်နေပြီးတော့မျက်နှာကလည်းသွေးတဆန်းမှမရှိတော့သလိုဖြူလျော်ပြီးတော့ဝမ်းနဲ့တန်ကြီးနဲ့သူ့အမေကိုစကားဆိုလာပါတယ်အမေဒါအမေနဲ့အတူရှိခွင့်မရတော့ဘူးဒါသွားရောက်တော့မယ်ဗျဒါကိုခွင့်လွှတ်ပါအမေရဲ့ဒါအမားတွေပါဒါအမေသားလေးဘယ်လိုများဒီဘောကဖြစ်နေရတာလဲအမေကိုပြောပါအောင်သားရဲ့ဒေါ်ထွေးကရှင်တုမနာနဲ့ငိုယိုပြီးသူ့သားလက်ကိုဆွဲဖို့ကြိုးစားပေမဲ့လက်ကိုမဆွဲမိပဲလေကိုစုပ်ကင်မိသလိုပဲဖြစ်နေပါတယ်တကယ်တော့တိုးခရဲ့အခြေအနေကိုဆရာတော်ကနှိကင်းကလေးကသိရှိခဲ့ပေမဲ့ဒေါ်ထွေးကပိုပြီးတောကတိုးနေမှာဆိုလို့ဒီညပြန်လာမယ်လို့သာမယုံမလုံအဖြစ်ပြီးခဲ့တာပါဒါလေထဲမှာအလုံးလုံးရင်းနဲ့မိမတယောက်ကလာပြီးတဲ့ထမင်းတုပ်ကိုစားလိုက်မိတယ်အမေဒါအမေထည့်ပေးလိုက်တဲ့ထင်ပြီးစားလိုက်မိတာပါဒါပေမဲ့အမေရဲ့တိုးခချက်ချင်းစကားမဆက်နိုင်သေးပဲငိုပြီးတော့မှစကားဆက်ပြောပါတယ်အဲ့မိမလူမဟုတ်ဘူးအမေရဲ့ပိုးစီကုံတင်းញိုင်းတွေကဂန်းကော်မင်းသားမှာနေတာသူတို့နဲ့အတူနေတဲ့ဂန်းကော်ပင်ဆောင်တရေကြီးလည်းရှိတယ်သူကျွေးလိုက်တဲ့အစာတွေတားကိုအပင်းထည့်လိုက်တဲ့အတူတကယ်ပုံမှန်မိမတယောက်ပဲအမေတို့လိုမိမမျိုးတွေအဲ့မှာအများကြီးရှိတယ်အမေ तू ကတားကိုချစ်လို့အခုလိုလှုပ်တာပါတဲ့ဒါပေမဲ့သူတို့စားဖို့တောက်ဖို့တားရှာပေးရတယ်အမေအဲ့ဒီစကားကိုကြားမှမတ်တင်နိုင်လဲရွာထဲမှာဒုက္ခနဲ့ပတ်သက်ပြီးကြုံနေရတဲ့အခြေအနေတွေကိုရှင်းလင်းလာပါတော့တယ်ဒါမလှုပ်ချင်ပဲလှုပ်ပေးရတာအမေရဲ့သူကျွေးတာစားလိုက်ပြီးတော့သူခိုင်းသမျှလှုပ်ပေးရတယ်အမေမလှုပ်ပေးလို့လည်းမရဘူးဒါကြောက်လန့်စရာတွေအမျိုးမျိုးကြုံရလို့လှုပ်ပေးရတာပါအမေဒါကန်၅ပါးလုံးပါတယ်အမေတိတယ်သားလေးသူတို့ကနှိကင်းဘက်ဆိုပျောက်သွားပြီးညဘက်တွေမှာပြန်ပေါ်လာပြီးတော့တားကိုစားစရာတွေရှာခိုင်းနေရရင်လည်းအတင်းလူရစားကြတယ်အမေတကယ်တော့တားကိုချစ်လို့ခေါ်ထားပေမဲ့သူတို့ကဘလူးတရေလို့ကြောက်စရာကောင်းတဲ့ပိတ်တာမာတွေအတူတကယ်ပုံသားတွေပဲအမေဒါသူတို့စီကထွက်ပြေးဖို့အချင်းချင်းစူးစမ်းခဲ့ပေမဲ့မရဘူးရွာလူတွေတားနာဖြတ်သွားရင်လည်းတားလှမ်းခေါ်တယ်မကြားကြဘူးတားဘလို့ခေါ်လှဲ့တောင်မကြည့်ကြဘူးမေဒီနေ့မှနားတဲ့ဆရာတော်အတန်ကိုကြားလိုက်ရပြီးတားအိမ်ကိုအပြေးပြန်လာခဲ့တာတားနှိကင်းကလေးကဆရာတော်အတန်ကြားကလေးကအပြေးပြန်လာခဲ့တာပါအမေသူတို့တွေကတားကိုအမျိုးမျိုးနှောက်ယှက်နေလို့အခုမှရောက်လာတာပါဒါပေမဲ့တားအမေနဲ့နေခွင့်မရှိတော့ဘူးအမေနဲ့တားဘဝချင်းချားသွားပြီအမေမလှုပ်တဲ့အမားမစားတဲ့အစာကိုစားမိလို့ဒါအခုလိုအရှင်ထွက်ဘဝရောက်ခဲ့ရပြီဗျာဒါအမေကိုကြော့ပြီးတောင်းပန်ခဲ့ပါတယ်အမေဒါမရှိတော့ရင်လည်းကျမကြီးကိုဂရုစိုက်ပါနော်ပြောလိုက်ငိုလိုက်လုံရင်ဒုက္ခဒေါ်ထွေးကိုကြော့ပါတယ်ဒေါ်ထွေးကလည်းရင်ဘက်စီတီးပြီးကင်မရတဲ့တားရဲ့လက်တွေကိုပွေ့ဖက်လိုက်ရင်းနဲ့အယူတယောက်လိုရင်ဘက်စီတီးမျက်ရည်တွေနဲ့ငိုးနေတာဘေးကမြင်နေရတဲ့မက်တင်လိုင်းတော်မှာမျက်ရည်ကျပြီးလိုက်ငုံမိတဲ့အထီပါပဲခဏကြာတော့ဒုက္ခရဲ့ခန္ဓာကိုယ်ကမြူးမုံလေးလိုတစားစီပျောက်ကွယ်သွားပါတော့တယ်ဒေါ်ထွေးကလည်းတားလို့သာအော်နိုင်ပြီးနေရာမှာပုံရက်လဲကျသွားတော့မှမက်တင်လိုင်းလေးပဝင်းညင်ကိုအော်ဟစ်အကူကြီးတောင်းမိပါတော့တယ်နောက်နေ့ရောက်တော့ဒေါ်ထွေးကနဲ့ရွာလူတချို့ဒုက္ခအတွက်တပိတ်တော့တရားနာရေစက်ချအမျှဝေပြီးချိန်မှာအိုးစီကုံတင်းငိုင်းဆက်ကကန်းကော်ပင်ကြီးအောက်သွားကြည့်တဲ့အချိန်ဒုက္ခဝက်သွားတဲ့အဝတ်နဲ့ပစိုးကိုကြကြနာနာခောက်လျက်သားလေးအတိုင်းတွေ့ရပါတယ်လူကိုယ်တိုင်ကတော့လုံးဝပျောက်ကွယ်သွားခဲ့ပါပြီဒေါ်ထွေးကတော့တားဖြစ်သူရဲ့အဝတ်ကလေးတွေကိုပိုက်ရင်တဲထန်စွာငိုကြွေးနေပုံကမပရာမြေလူဆိုတဲ့စကားကိုမျက်စိရှိမြင်တွေ့နေရသလိုအနာလူတွေရဲ့ရင်ထဲအထိလိုက်ခတ်စေခဲ့ပါတယ်တာမန်လူတွေအနေနဲ့တေဆုံးရင်ရုပ်အလောင်းကျန်ခဲ့ပေမဲ့တချို့သောမကောင်းဆိုးဝါးစုံချမ်းနှစိမ့်အတူတကယ်ပုံသားတွေနဲ့ပြင်းထန်လုံးတဲ့ပယောဂမျိုးတွေနဲ့ကြုံခဲ့ရရင်တော့လူဘဝကနေကိုရောစိတ်ပါပျောက်ကွယ်သွားတတ်တာကိုအရှင်အတွက်ထွက်တယ်လို့တောရွာတွေမှာအယူအဆရှိကြပါတယ်။ဘုံကြီးတွေတိတ်ထိဝင်ဘိုးတော်တွေအထက်လန်းဆရာကြီးတွေလိုတိတ်ထိနဲ့ထွက်တာမဟုတ်ပဲအခုလိုပြင်းထန်တဲ့အမောင်ပယောဂနဲ့ပြူစားမှုကြောင့်လူရှင်လက်လက်ကနေမသေးပဲထွက်သွားရတဲ့ဒုက္ခရဲ့အရှင်အတွက်ဖြစ်ရဆန်းကြီးကတော့ခုထိတိုင်ကြောက်မက်ဖွယ်ရပြောဆိုနေကြတော့မှာပဲဒီနေ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်တို့ channel စထောင်ကလေးကအပိလာခဲ့ကြတဲ့သူတွေတစ်ဖက်တစ်လမ်းကနေစပို့ပေးလာခဲ့ကြတဲ့ညီကိုမောင်နှမတူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျကောင်းသောညလေးမှာအိမ်မက်လက်လာလေးတွေမှတ်ကြပါစေခင်ဗျ